ဒီနေ့ကအမေစုရဲ့82နှစ်ပြည့်မွေးနေ့ရက်လေးပေါ့နော်မွေးနေ့ရှင်ကတော့အခုချိန်ထိအကျဉ်းထောင်ထဲမှာအချုပ်နှောင်ခံထားရစေပေါ့နော်ဒါပေမဲ့အားလုံးကအမေကိုဘလောက်လွမ်းနေကြအမေနဲ့တူတီခီမှာဘလို့တောင်ရှေ့ဆက်နေကြမြင်မြင်ရာအနီရောင်လေးကြီးပဲဖြစ်သွားအောင်အနီရောင်ကဘာကြီးလားဒီနေ့တရက်စာပေါ့နော်မြင်တွေ့ခဲ့ရတဲ့အခါမှာအမေကိုတကယ်ကိုလွမ်းနေကြတဲ့လူတွေနဲ့တူလဲရလဲတူတယောက်ပါဝင်ပေါ့နော်ဒီနေ့မှာငယ်ကအမေကိုလွမ်းတာနဲ့စာလေးရေးထားတာလေးရှိတယ်ပေါ့နော်စာတွေကတော့တကူးတကမရေးပြပါဘူးဘာလို့ဆိုတော့တကယ်တော့လေအမေကြောင့်တွေးလိုက်တာနဲ့တခုဆိုအားရင်ပြေးဝစီတာလေအမေကြောင့်တွေးလိုက်ရင်တခုအရင်ပင်မနေတောင်တော်တော်ခွန်အားဖြစ်ပြီးတယ်အတွေးနဲ့တောင်ခွန်အားရစီတယ်ပေါ့နော်အဲ့လိုအမေဖြစ်ခဲ့တော့လေကိုရီကဒီလိုနေတူးနေမြတ်မှာပိုလွမ်းမိတာပေါ့ရေးထားတဲ့စာလေးတွေကြည့်ပါဦးမေလွမ်းလှပြီမေအနီရောင်ပန်းတွေကအမေနဲ့ပဲသက်ဆိုင်နေထင်ပါရဲ့ပွင့်တော့ပွင့်နေကြပြီမဲ့မမွေးပြန့်နေဘူးပန်းစင်သူမရှိလို့များလားအမေအကြောင်းတွေးလိုက်တာနဲ့ရင်တစ်ခုလုံးနှွေးထွေးလုံခြုံစေတယ်မေပန်းတွေပွင့်တဲ့ကဘာမှာရနံ့တွေပါမှွေးပြန့်စေဖို့အမေမြင်ပြန်လာနော်အမေနေကောင်းကျမ်းမာနေစေဖို့ပဲခုကတော့တခုတည်းတော့တောင်းဆိုရတော့ဒါပါပဲအမေနေကောင်းကျမ်းမာနေဖို့ပါပဲအမေကိုအပြင်မှာတကယ်အရင်တွေ့ဘူးချင်တာပေါ့နော်ဒါကြောင့်ငယ်ရဲ့ဖះရှိခိုးရင်တောင်ဖះစီမှာနဘူးနစာမလုပ်တတ်တဲ့သူကဒီစုတစ်ခုတော့ဘယ်တော့မှဆိုလိုချင်ခဲ့တယ်ပေါ့နော်အမေနဲ့တွေ့ဘူးချင်လို့ပါဟုတ်ကဲ့ပါအမေအမြန်ဆုံးလွတ်မြောက်ဖို့အားလုံးနဲ့အတူတူငယ်တို့လည်းဆူတောင်းပေးနေပါတယ်ဆူတောင်းခြင်းကတော့ဆူတောင်းခြင်းသက်သက်ပါပဲလက်တွေ့အကောင့်ထဲပေါ်နေပါမယ်အမြဲတူတူရှေ့ဆက်ပါမယ်